ကူတိုင်းကြောက်တကားမြို့နယ်မှာနှစ်အရွယ်ကလေးငယ်တယောက်စစ်ကုတ်မရှင်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံသွားခဲ့ပါတယ်။မိသားစုလိုက်ဘေးလွတ်ရာကိုထွက်ပြေးနေတော့စစ်တပ်ကအကြောင်းမဲ့ပြစ်ခတ်ခဲ့တာကြောင့်ကလေးငယ်ဟာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ရတာပါ။ကရင်အမျိုးသားစီယုတ်ခင်အန်ယူရဲ့ထုတ်ပြန်ချက်အရမတ်လ18ရက်နေ့မနက်ပိုင်းမှာကြောက်တကားမြို့နယ်ပဲနွယ်ကုန်းနဲ့စေယုတ်ခင်းရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်တွေဟာဇရက်ခင်ကျေးရွာအုပ်စုဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။အေအား400နီးပါးရှိတဲ့စစ်ကြောင်းဟာလက်နက်ကြီးတွေ drone တွေနဲ့ပါဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလိုစစ်ကြောင်းထိုးလာလို့ဘေးလွတ်ရာကိုထွက်ပြေးနေတဲ့မိသားစုဝင်3ယောက်ကိုစစ်သားတွေကတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ဇနီးမောင်နဲ့ဒဏ်ရာရရှိခဲ့ပြီးတော့သူတို့ရဲ့သားဖြစ်သူနှစ်အရွယ်ကလေးကတော့ကြီးထိမှန်ပြီးတည်ဆုံသွားခဲ့ပါတယ်။အဲဒီစစ်ကြောင်းထိုးတာကြောင့်ဇရက်ခင်နန်ဇလေးနဲ့တဲဖြူပါဝင်ရွာ8ရွာကလူဦးရေ1900ကျော်ဟာအိုးအိမ်ဆွန့်ခွာပြီးဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။နေရစုခွာထွက်ပြေးနေရတဲ့ဒေသခံတွေဟာအစားအသောက်နဲ့ဆေးဝါးအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ကူညီပေးနေသူတွေကဆိုပါတယ်